ဒီတစ်ခါပြောပြခြင်းတဲ့ဇလန်းလေးကတော့ပရွက်စိတ်နီလေးနီတုတ်နဲ့မော်တီးနန်စေပဲဖြစ်ပါတယ်။တစ်ခါကတောအုပ်ကြီးရဲ့မျက်ခင်းပြင်အောက်မှာနီတုတ်လို့ခေါ်တဲ့ပရွက်စိတ်နီလေးတစ်ကောင်ရှိပါတယ်။နီတုတ်ဟာသူ့ရဲ့တငယ်ချင်းတွေထဲမှာအကောင်အသေးဆုံးဖြစ်ပေမဲ့အမြဲတမ်းတက်ကြွပြီးအသည့်အဆန်းတွေကိုစူးစမ်းခြင်းစိတ်ရှိသူပါ။တနေ့မှာတော့ပရွက်စိတ်အုပ်စုကြီးဟာအစာရှားပါတဲ့ရာသီကိုကြုံတွေ့နေရပါတယ်။အဲ့ဒီအချိန်မှာနီတုတ်ကရှိုးမြောင်တစ်ခုရဲ့အောက်ခြေမှာရှိတဲ့ရွှေဝါရောင်အစေကြီးတစ်စေကိုတွားတွေ့ပါတယ်။အဲ့ဒီအစေသာရရင်တအုပ်စုလုံးတစ်လားလောက်ဘိုက်ဝဝစားလို့ရမှာပါ။ဒါပေမဲ့ပြဿနာကအဲ့ဒီအစေဟာနီတုတ်ထက်အစပေါင်း90လောက်ပိုကြီးပြီးလေးလံနေတာပဲဖြစ်ပါတယ်။နီတုတ်ကအစေကြီးကိုတယောက်တည်းတွန်းကြည့်တယ်မရဘူး။မကြည့်တယ်မရဘူး။အဲ့ဒီအချိန်မှာပရွက်စိတ်ကြီးအချို့ရောက်လာပြီးဟေးနီတုတ်မင်းဒီလောက်အကောင်သေးတာဘလို့မှတဲနိုင်မှာမဟုတ်ဘူး။လက်လျှော့လိုက်စမ်းပါလို့လှောင်ကြပါတယ်ဒါပေမဲ့နီတုတ်ကလက်မလျှော့ပါဘူးသူကတယောက်တည်းအားနဲ့မရရင်နီလက်နဲ့ရမယ်လို့တွေးလိုက်တယ်သူဟာတခြားတငယ်ချင်းပရွက်စိတ်လေးတွေကိုတွားခေါ်ပါတယ်နီတုတ်ကသူတို့ကိုအစီအစဉ်ဆွဲပေးလိုက်တယ်တငယ်ချင်းတို့ငါတို့အားလုံးအစ်ကြီးရဲ့ဘေးပတ်လည်မှာနေရာယူကြမယ်ငါဟေ့လို့អော်တဲ့အချိန်မှာအားလုံးကညာဘက်ကိုတပြိုင်တည်းတွန်းမယ်နောက်တစ်ခါဟေ့လို့អော်ရင်ဘယ်ဘက်ကိုတပြိုင်တည်းရိမ့်မယ်နီတုတ်ရဲ့စနစ်တကျဥဆောင်မှုနဲ့အတူပရွက်စိတ်လေးတွေဟာအချက်ပေးတဲ့အတိုင်းဟေ့နဲ့စီးကြကြတွန်းကြတာပေါ့မလုံနိုင်ဘူးလို့ထင်ရတဲ့အစေကြီးဟာပရွက်စိတ်လေးတွေရဲ့စီးလုံးမှုအောက်မှာတဖြည်းဖြည်းလိမ့်ပါလာပါတော့တယ်နောက်ဆုံးမှာတော့အစေကြီးကိုပရွက်စိတ်တွင်းတဲ့အထိအောင်မြင်စွာတည်ဆောင်နိုင်ခဲ့ကြပါတယ်အရင်ကလောင်ပြောင်ခဲ့တဲ့ပရွက်စိတ်ကြီးတွေဟာနီတုတ်ကိုအံဩဒကြီးနဲ့ချီးကျူးကြပါတော့တယ်နီတုတ်ကတော့ပြုံးပြီးဒီလိုပြောလိုက်တယ်ကျွန်တော်တယောက်တည်းဆိုရင်တော့ဒီအစေးကတောင်ကြီးတစ်လုံးလိုလေးလံနေမှာပါဒါပေမဲ့ကျွန်တော်တို့အားလုံးရဲ့စီးလုံးမှုကိုပေါင်းလိုက်တဲ့အခါမှာတော့အစေကြီးကမျက်ပင်လေးတစ်ပင်လိုပုတ်ပါသွားတာပါပဲဇလန်းလေးရဲ့ရည်ရွယ်ချက်ကတော့အခက်ခဲကြီးမားလေးစီးလုံးမှုရဲ့တန်ဖိုးကပိုပေါ်လွင်လေးဖြစ်ပါတယ်အင်အားထက်စနစ်တကျစီမံခန့်ခွဲတတ်တဲ့ဉာဏ်ပညာကပိုပြီးထိရောက်ပါတယ်ဘလောက်ပဲတင်းငယ်ပါစေစိတ်တက်မကြပဲစူးစမ်းရင်မဖြစ်နိုင်တာမရှိပါဘူးအဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်